လူသူရောအပေါင်းနေတဲ့ဒေါ်နဲ့ကြည့်တဲ့နေရာမှာပေါ့ချက်ကုန်းရွာဆိုတဲ့ရွာလေးတရွာရှိခဲ့ဘူးတယ်အပြင်ပန်းကြည့်ရတော့လေတာယာအေးချမ်းပြီးတော့ပြည့်စုံတဲ့နေရာလေးတခုပေါ့ဒါပေမဲ့အဲ့ဒီဖော်ရွေတဲ့မြက်လာပုံရဲ့အောက်မှာကြောက်စရာကောင်းတဲ့ရိုးဝှက်ချက်တခုကိန်းအောင်နေတယ်လို့ဆိုကြတယ်ဒီနေ့မှာတော့လေအမြင်ဆိုတာဘလော့တောင်လက်စတတ်တယ်လဲဆိုတာကိုပြနေတဲ့ဒီချက်တီထိစရာဇလန်ထဲကိုအတူတူဝင်ကြည့်ကြအောင်ဒီစကားကိုကြည့်လိုက်ရင်အဲ့ဒီကိုကြိုဆိုးနေတာနဲ့မတူဘူးတခုခုကိုတတိပေးနေတယ်လို့ပဲနော်ဟုတ်တယ်ဒီနေရာကတာမန်လောကရဲ့စီးမင်းကြီးရဲ့မဆိုင်တော့ဘူးရှစ်ချပင်မြင်မြရတဲ့အဆောက်အအုံတွေရဲ့အိုဆိုးမှုအောင်မှာရှိနေတယ်ဆိုတာကိုအဆောက်ကလေးကအရေးအမြတ်ပေးနေခဲ့တာပါကဲဇလန်ကဒီလိုရချမ်းသာကြွယ်ဝပင်မဲ့တယောက်နဲ့တယောက်တန်တရားတဲ့အပြစ်နဲ့ကျင်းစာတဲ့နေသလားတောင်ထင်ရတဲ့ရွာကရွာမှာအစပြုခဲ့တယ်အဲ့ဒီရွာကလေလူစိမ်းဆိုလုံးဝအဝင်းမခံဘူးအဲ့လိုနဲ့ဒီနေ့မှာတော့ရွာကဝါရင်မှုဆိုတဲ့ယောက်တောလဲဝင်တော်ရကနေအစအနမရှိဖျောက်သွားပါလေရောအဲ့ဒီမှာပဲလူ3ယောက်ရဲ့တက်တီကိုစမ်းသပ်မဲ့ခီးချမ်းကြီးတစ်ခုစတင်ခဲ့တော့တာပါပဲဒီမစိုး3ယောက်ထွက်ခွာလာခဲ့တဲ့သူတို့ရဲ့ရွာကိုအရင်ဆုံးနားလည်ထားဖို့လိုတယ်အဲ့ဒီရွာကချမ်းသာပေမဲ့တယောက်ကိုတယောက်မယုံကြည်ကြဘူးအများတန်းတတိနဲ့တန်တရားနဲ့ရှင်တန်ရဲတယ်ဆိုတော့သူတို့မကြခင်မှာကြုံရမယ့်အလွန်မင်းဖော်ရွေတဲ့ကြိုးစုံမှုတွေကလုံးဝကိုကဘာနဲ့လိုကွာထားနေမှာတကယ်တော့အဲ့ဒီကွာခြားချက်ကြီးကသူတို့အတွက်ပထမဆုံးတတိပေးချက်ဖြစ်ခဲ့ရမှာလေစွတ်စားခန်းနေဆိုတာတောင်းဆိုမှုတစ်ခုနဲ့ဆက်လေးရှိတယ်မလားဒီတစ်ခါမှာတော့တောင်းတဲ့ချီကမျိုးချသွားတဲ့သူ့ယောက်ျားတဲ့စိုးရင်ဖူပန်နေတဲ့ဇနီးတယောက်ရှိကနေလာခဲ့တာပါသူရဲ့ခြေခွက်စရာတောင်းဆိုမှုကပဲရှစ်ဆက်ဖြစ်လာမဲ့ကြောက်စရာဖြစ်ဖြစ်တဲ့အစာပဲဖြစ်ခဲ့ပါတယ်ဒီစင်ခေါ်မှုကိုလက်ခံခဲ့တဲ့သူက3ယောက်တောနဲ့ကြီးရဲ့အကြောင်းကိုသူ့လက်ဖွာလို့တီးပြီးအတွေ့အကြုံရင့်ကျက်လာတဲ့မူဆိုးကြီးဥဖို့ဆောင်နောက်တစ်ယောက်ကတော့လူငယ်ပီပီတတိရှိတဲ့လောက်စိတ်မျက်လက်မြန်ရှိတဲ့သူ့တပည့်ဖိုးထောင်ပြီးတော့အငယ်ဆုံးတပည့်လေးကြော်မို့သူကတော့စူဇန်ကျင်စိတ်ပြင်းပြပြီးမကြခင်မှာထင်အောင်မထင်ထားတဲ့နီလန်းနေနဲ့စမ်းတက်ခံရတော့မှာပါကဲအခုဆိုရင်တော့မိုးဆိုး3ယောက်ဟာသူတို့ကျွမ်းကျင်တဲ့တော်ကြီးတွေကိုခြေချလိုက်ပြီဒါပေမဲ့တိတ်မကြခင်မှာပဲတခုခုထူးဆန်းနေတာကိုခံစားလာရတယ်လေတို့ကလေးလံလာတယ်လို့ပဲတဘာဝတရားရဲ့စီးမြင်တွေကတမျိုးဖြစ်နေပြီတော်ကြီးတစ်ခုလုံးကသူတို့ကိုစိုက်ကြည့်နေတယ်လို့မျိုးအဲ့ဒီနောက်မှာလို့သူတို့ရှေ့မှာလူလှုပ်ထားတာမဟုတ်တဲ့ဝင်းပေါက်ကြီးတစ်ခုကိုတွေ့လိုက်ရတယ်တိမင်းနေရတဘာဝမကြပဲခုံးကြီးတစ်ခုလိုကွေးညွတ်နေပြီးသူတို့ကအထဲကိုလာခဲ့ဆိုပြီးဖိတ်ခေါ်နေတယ်လို့ပဲဒါသာမန်ဒေါ်လာတစ်ခုမဟုတ်တော့ဘူးဆိုတာသိကြသွားပြီဒါဟာတခြားကမ္ဘာတစ်ခုစီကိုသွားတဲ့လကားပေါက်တစ်ခုဖြစ်နေခဲ့ပါပြီနားထဲမှာတော့ဦးသွားလောက်အောင်တိတ်ဆိတ်နေတာမျိုးစဉ်းမကြည့်ငတ်တကောင်ရဲ့အော်တန်းမရှိဘူးတရွက်လေးတောင်လေးတိုက်လို့လှုပ်သွားတာမရှိဘူးတော်တစ်ခုလုံးကအသက်ရှူရထားသလိုပဲအတေးချွန်ရင်းနဲ့ဦးဖိုးစော်တော့ကြောတဲ့စိတ်သွားတယ်ဒီလိုတိတ်ဆိတ်နေတာထူးတော့လုံးဝမှားနေပြီလေတူထဲမှာမမြင်ရတဲ့အန်ဒီယာတစ်ခုရှိနေတာကိုသူ့ရဲ့ပင်ကိုအတိစိတ်ကနေခန်းစားမိတဲ့ခါမှာဦးဖိုးစော်ဟာရှေးပညာကိုအားကိုးလိုက်တယ်သူ့လွယ်အိတ်ထက်ကနေမန်တန်အစွမ်းပါတဲ့အမုံကိုထုတ်ပြီးသူ့တူပြက်နှစ်ယောက်အတွက်အကာအကွယ်အဆောင်နှစ်ခုကိုဖန်တီးပေးလိုက်တယ်သူတို့ဘာနဲ့ရင်ဆိုင်ရမလဲဆိုတာသူ့ကိုယ်တိုင်လည်းမသိဘူးဒါပေမဲ့ဒီခီးကမှုဆိုပညာတစ်ခုတည်းနဲ့တော့မရဘူးဆိုတော့သူကောင်းကောင်းကြည့်ထိနေခဲ့ပါတယ်အဲ့ဒီလိုကြောက်စရာကောင်းလောက်အောင်တိတ်ဆိတ်မှုထဲမှာနာယီပေါင်းများစွာခီးနေပြီးတဲ့နောက်မှာတော့သူတို့ဟာကွင်းပင်ကျဲတစ်ခုစီကိုရောက်သွားတယ်အဲ့ဒီမှာတဲ့မြူဒီကြားမှာနေရွာဒီယာထီကြီးပေါ်လာခဲ့တယ်သူတို့ထင်ထားတယ်လို့အပြက်စီးတွေနဲ့တိတ်ဆိတ်နေတာမျိုးမဟုတ်ပဲလူတွေရဲ့ရင်မောတာနေနဲ့တဝဲလှူရှားနေတဲ့နေရာလေးတစ်ခုယူဒီရဲ့ကြီးဆိုတော့သူတို့မှအာအသန်ဒီတပင်းချမိသွားတယ်သူတို့ကိုကြိုးဆိုပုံကလည်းအိမ်မက်တစ်ခုကြာနေတာပဲချောမောလာပါတဲ့အမျိုးသမီးတွေကပြုံးရွှင်စွာနဲ့ညားဘက်မှာမိဘုံကတော့လုတ်မှာမို့ဝင်လာတော့ဖိတ်ခေါ်ကြတယ်အစားအသောက်တွေကိုလည်းရင်းရဲရောင်ရော့ကျွေးမွေးပြီးနေစရာကိုလည်းစီစဉ်ပေးကြတယ်တပင်းငယ်တွေဖြစ်တဲ့ဖိုးတောင်လဲကြော်မောတော့ဒါဟာနေရပြီးအလဲမှာတွေ့လိုက်ရတဲ့နက်ပီတစ်ခုလိုပါပဲသူတို့ရဲ့စကားအတန်တွေဟာပြားကြီးလိုပဲချုံကြီးအနာယူဖို့ပျော်ပါဖို့ကတိလေးပေးနေခဲ့တယ်ဒီမှာနေပါဒီမှာဆိုလုံကြုံတဲ့ခီးပန်းလာတဲ့တပည့်နှစ်ယောက်ကတော့အဲ့ဒီစကားလုံးတိုင်းကိုအကုန်ယုံကြည်လိုက်ကြတယ်ကြော်ကွင်းကတဖြည်းဖြည်းနဲ့သူတို့လေပင်ကိုစွတ်နေပြီးဆိုတာကိုတော့သူတို့မရိပ်မိခဲ့ကြဘူးလေဒါပေမဲ့ညကမောင်လာတယ်မီးပုံမီကပိုပြီးတောက်ပါလာတယ်အဲ့ဒီချိန်မှာပဲတေးသေးချာချာဖန်တီးထားတဲ့လားပါတဲ့ပုံရိပ်ရောင်ကစပြီးအကွဲလာပါတော့တယ်ဟုတ်တယ်ဒီနိဗ္ဗာန်ပုံလေးကသူ့ရဲ့ရုပ်အမှန်ကိုမကြခင်မှာပြတော့မှာပါတပည့်ဒီအိပ်ပျော်နေတဲ့အချိန်မှာဦးဖူးစော်ရဲ့စီကတော့နားမရခဲ့ဘူးအဲ့ဒီစာကြောက်စရာကောင်းတဲ့ဖုတ်တဲ့တွေကသူ့တဲအောက်ကမြေကြီးကိုလက်နဲ့ကုတ်ချစ်နေတဲ့အိမ်မဆိုးကြီးတွေကိုရောက်သွားခဲ့တယ်သူတို့ကအောက်ကိုပဲလက်ညှိုးထိုးပြနေကြတယ်အဲ့ဒီခါကျမှဦးဖူးစော်တိလိုက်တယ်သူတို့ထိုးပြနေတာကဒီပုံရင်ကြောင်ကြီးကိုတိဆောက်ထားတဲ့အလောင်းတွေဆိုတာကိုပဲအမှန်တရားကချ
ချက်ချင်းကြီးပေါ်လာကမဟုတ်ဘူးကန်ဆိုးမှုမောက်ကြစေခဲ့တဲ့လောက်ရလေးတွေကနေတစင်ချင်းစီပေါ်လာခဲ့တာအရာအားလုံးကတေးသေးလေးကနေစတယ်ကြော်မိုးကသူ့ရဲ့မန်တန်ဆောင်မုန်းထုတ်လေးကိုတော်တဆပြုတ်ချသွားတယ်အဲ့ဒါကိုကောက်ဖို့ကိုကိုင်းလိုက်တဲ့အချိန်မှာရှေးလူကြီးတွေပြောဖို့ရဲ့နေလိုင်းတစ်ခုကိုတရိယာလိုက်တယ်အမှန်တရားကိုမြင်ဖို့ခြေထောက်နှစ်ချောင်းကြားကနေပြောင်းပြန်ကြည့်ရနေပေါ့သူအဲ့ဒီလိုကြည့်လိုက်တဲ့တစ်စက္ကန့်အတွင်းမှာပဲသူ့ကဘာကြီးတစ်ခုလုံးပြိုကွဲပျက်စီးသွားခဲ့ပါပဲ မက်ဆီတမိတ်အတွင်းမှာပဲပျော်ရွှင်စရာမီးပုံပွဲတော်နဲ့လှပတဲ့အမျိုးသမီးတွေပျောက်ခွဲသွားပြီးနွယ်ပင်နီနဲ့ရိုးပြက်ဆင်းဖြက်ဖြစ်နေတဲ့ရွာပြက်ကြီးတစ်ခုပဲကြံတော့တယ်။အဲ့ဒီအမျိုးသမီးတွေကသူတို့ကအမျိုးသမီးတွေလုံးဝမဟုတ်ခဲ့ဘူး။သူတို့ဟာမလုံးမီကြီးတွေနဲ့လူရိုးပုံကြီးကိုတချွတ်ချွတ်ကြိုက်ဖြက်စားတောင်းနေတဲ့ကျောင်းဘက်ဖွယ်ရဖို့တရဲ့အစ်စ်တွေဖြစ်နေခဲ့ပါတယ်။ ဒီအခြေအနေမှာတော့စိတ်မြန်လက်မြန်ရှိတဲ့ဖိုးတောင်ဟာအကာအကွဲမဲ့တွားခဲ့တယ်။သူကပုံရိပ်ယုံထဲမှာပိတ်မိနေတော့ပဲဖိုးတဲ့တွေကသူ့ပေါ်ဝိုင်းအောင်လိုက်ပြီးသူ့ရဲ့အော်တန်ဟာညရဲ့အမောင်တူထဲမှာတိုးဝင်ပြော့ခွဲတွားခဲ့တယ်။မူဆိုးတွေရဲ့အမဲလိုက်ပွဲကအခုတော့သူတို့ကိုယ်တိုင်အသက်ခံရတဲ့တပ်ဖြတ်ပွဲတစ်ခုအဖြစ်ပြောင်းလဲတွားခဲ့ပါပြီ။ အခုဆိုရင်နှစ်ယောက်ပဲကြံတော့တယ်နှလုံးသားထဲမှာကြောက်ရွံ့မိုးတွေတောက်လောင်နေရင်းနဲ့ဦးဖိုးစော်နဲ့ကျော်မိုးတို့ဟာနောက်ထပ်သားကောင်တွေမဖြစ်ရအောင်ဒီကျင်းစာတက်နေတဲ့ရွာကနေအသက်လို့ပြီးထွက်ပြေးခဲ့ကြရပါတယ်သူတို့မရက်မနာကိုပြေးလွှားခဲ့ကြတယ်နှလုံးတွေကရင်ပတ်ထဲကနေခုန်ထွက်တော့မလို့ပဲတနာကြီးပြီးတော့နောက်တနာကြီးဒီလောက်ဆိုတောအိုကသူတို့နောက်မှာကြံခဲတဲ့မိဒါပေမဲ့တစ်ပင်တဲ့ကြားလဲကနေသူတို့မြင်လိုက်ရတာကယင်းနီးနေတဲ့တစ်စေမီပုံဝဲရဲ့အလင်းရအောင်တနီးနီးနဲ့ဘလို့မှမဖြစ်နိုင်တဲ့နီလာနဲ့တောနတ်ကြီးကသူတို့ကိုထပ်ပြေးလာတဲ့နေရာရှိကိုပဲပြန်ပြီးဆွဲခေါ်လာခဲ့တာပါနောက်ဆုံးတော့ပေးမိုင်းနွမ်းနယ်မှုကသူတို့ကိုအနိုင်ယူသွားခဲ့တယ်ကျော်မိုးကခလုတ်တိုက်လဲကြပြီးရှစ်ဆက်မပြေးနိုင်တော့ဘူးအဲ့ဒီအချိန်မှာဦးဖိုးစော်ဟာမထင်နိုင်တဲ့ရွေးချယ်မှုတစ်ခုနဲ့ရင်ဆိုင်ခဲ့ရတယ်တပည့်နဲ့အတူတူနေပြီးအသေးခံမလားဒါမှမဟုတ်တယောက်တည်းထွက်ပြေးပြီးဒီဇလန်ကိုပြန်ပြိုးပြဖို့အသက်ရှင်မလားခြေခွဲခြေမှုနေတဲ့နှလုံးသားနဲ့သူကျော်မိုးကိုထားခဲ့ပြီးသူ့နောက်မှာတဖြည်းဖြည်းတိုးဝင်ပျောက်ကွယ်သွားတဲ့အော်ဇန်ကိုနားထောင်ရင်းညမောင်တွေကိုတယောက်တည်းဆက်ပြေးခဲ့ရပါပဲမျော်လင့်ချက်တွေအားလုံးကုံဆုံးသွားတဲ့အချိန်မှာတယောက်တည်းအမဲလိုက်ခံရတဲ့အချိန်မှာအဆုံးသက်ကနီးနေပြီလို့ထင်ရပါတယ်ဒါပေမဲ့အမောင်မိုက်ရှော့အချိန်မှာပဲအလင်းရောင်ကြီးတစ်ခုပေါ်ထွက်လာခဲ့တယ်မထင်မထားတဲ့ကယ်တန်ရှင်တယောက်ကငြိမ်းချမ်းမှုစီတွားတဲ့တစ်ခုတည်းသောလမ်းကိုဖွင့်ပေးခဲ့ပါတယ်ဖို့တရဲတွေသူကိုဝိုင်းတော့မဲ့အချိန်မှာပဲအရေးတွေကြားတွေကနေပုံရိပ်တစ်ခုထောက်ပေါ်လာခဲ့တယ်ရွှေဝါရောင်တန်ကန်းကိုဝစ်ဆင်ထားတဲ့ရဟန်းတပါပါသူစီကထောက်ပေါ်နေတဲ့မေတ္တာတကြောင်တတပါဆိုးတွေနောက်ဆုတ်သွားကြတယ်ဦးဖိုးစောကတော့ဒါဟာအဆုံးမရှိတဲ့ညာကြီးပြီးနောက်နေထွက်လာတယ်လို့ပါပဲမျော်လင့်ချက်ပြန်ရောက်လာခဲ့ပါပြီရဟန်းတော်ကတီးငိမ့်ပြီးမဲ့တကိုးပါတဲ့အတန်နဲ့မိတ်ကြခဲ့တယ်ငိမ့်ချမှုစီတွားရလန်းကိုသူညွန်ပြခဲ့တယ်ဦးဖိုးစောဟာသူ့ရွာကိုပြန်ရွာသားတွေကိုစုစည်းပြီးဒီမှာနှိမ့်ဆက်ခံရတဲ့ဝိညာဉ်တွေကိုနောက်ဆုံးခရီးရွယ်အတူပါအခမ်းအနားကျင်းပပေးရမယ်အဲ့ဒီအခါမှာသာဒီကျင်းစာကပြေပြောက်ပြီးတေချင်းတရားတဲ့တန်တရားကအဆုံးတတ်နိုင်မှာပါအဆုံးမှာတော့ချက်ကူရွာရဲ့ဇလန္ဒအရာရာတိုင်းဟာမြင်နေရတဲ့အတိုင်းမဟုတ်ဘူးဆိုတာကိုကြောက်စရာကောင်းတဲ့သတိပေးချက်တစ်ခုအဖြစ်နဲ့ကြံရစ်ခဲ့တာပဲ